ကြာရှုံးမှုတွေရွဲချော်မှုတွေနဲ့ကြုံရတဲ့အခါစိတ်ထဲမကြမင်းနဲ့ပိုကောင်းမှုဖြစ်လာတာပါလို့တွေးကြည့်ပါဘဝကအမြဲတမ်းဆက်သွားနေမှာကိုကဝေးဝေးသွားခြင်းလေးလံတာတွေကိုလွတ်ချခဲ့ရမယ်ဘဝတစ်လျှောက်မှာနာကျင်စရာချင်းတွေကြုံရမယ်ပြောစရာတွေလည်းရှိမယ်ဘဝကတသက်မထဲမသွားပါဘူးပြီးခဲ့တာတွေပြီးပါစီတော့ဘယ်လို trauma မျိုးပဲဖြစ်ဖြစ်အဲ့ဒီအရာတွေတွေးမိလာတိုင်းကိုသတိလေးတက်ပြီးတွေးကြည့်ပါအဲ့ဒီအရာတွေကအခုပြီးသွားခဲ့ပါပြီဖြစ်မလာတော့ဘူးခလေးဘွားက trauma တွေဘူးလိလောက်ခံရတာတွေကအခုချိန်မှာထပ်မကြုံရတော့ပါဘူးအမောင်ထဲမှာငိုခဲ့ရခြင်းတွေအိမ်မပြောတဲ့ညတွေကထပ်မရှိတော့ဘူးအခုချိန်မှာကိုကျူးလွန်ခဲ့တဲ့လူတွေလည်းမရှိတော့ပါဘူးအတိတ်မှာကြံခဲ့ပြီခုနဲ့မဆိုင်တော့ဘူးအဲ့ဒီမကောင်းတဲ့မှန်ညာတဲ့သူအဲ့ဒီလူတွေကိုထားခဲ့လိုက်ပါတော့ဘဝပြီးကိုစေသေးလူတွေနဲ့ခီးဆက်ပါအဲ့ဒီလိုပဲအခုချိန်မှာကိုကလည်းအနိုင်ကျင့်ခံရတဲ့သူတရားမဟုတ်တော့ဘူးတန်မာတဲ့ထမ်းချက်တဲ့ရင်းချက်တဲ့သူတရားဖြစ်နေပြီးဘဝကိုအကောင်းဆုံးတည်ဆောက်ပါမပြောခဲ့ရတဲ့ငယ်ဘဝတွေအတွက်ဒီအချိန်မှာပူပြောင်းနေပါမပြေဆုံးတဲ့ဘဝတွေအတွက်ပူကြိုးစားပါနာကျင်စရာတွေကနေကိုယ်တိုင်ပြန်ထပြီးလှပစွာတည်ဆောက်နိုင်သွားတဲ့အခါကိုပြိုချပျက်စီးခဲ့သူတွေကိုကျေးဇူးတင်မိလိမ့်မယ်သူတို့ကြောင့်ငါပူတမ်းမာလာတာငါရဲ့အရေးချင်းတွေကိုပို့အသုံးချလာနိုင်တာလို့တွေးမိပါလိမ့်မယ်